ကဲမြဲဒီနေ့မင်းရဲ့ပရိသတ်ကြီးကိုမြဲလွယ်တယ်တောင်ကြားရည်ထဲမှာကိုယ်တိုင်ဆိုင်ကယ်စီးရသလိုဘိုက်စ်မျိုးရစေမယ်ပေါ့နော်ရွာလေးကိုခေါ်သားမယ်ဒီရွာလေးကလေသူစံပြားစုရထားတာဘာလို့ဆိုအမိုက်လုံးဝကင်းတယ်အမိုက်လုံးဝကင်းစင်တဲ့ရွာလေးဆိုပြီးစံပြားစုရထားခဲ့ဘူးပေါ့နော်ဘေးမှာလေတောင်တန်းနေနဲ့စိမ့်ဆူဆူနဲ့ဘေးမှာဆိုတိုင်းမှာကြည့်လိုက်ပန်းလေးတွေလမ်းတစ်လျှောက်မှာအဲ့လိုပန်းလေးတွေနဲ့ဟိုပေါ့နော်အပြစ်ချက်တိုက်လေးတွေကလည်းပုံစံတူလေးတွေပေါ့နော်ဟိုပြချက်ဒါဘာပင်လို့ခေါ်လဲမသိဘူးပေါ့နော်ဒီလိုပင်လေးတွေအများကြီးပဲတော်တော်ကိုตายရတယ်တောင်တန်းကြီးကိုကြည့်ပြီးဆိုင်ကယ်စီးရတာပေါ့နိဟဲ့လားစာကြည့်ရိုက်လေးတော့ရှိတယ်ဒါပေမဲ့စာကြည့်ရိုက်လေးကတော့တော့စင်မှာပိတ်ထားရပေါ့နော်အဲ့တော့တော်တော်ตายရတယ်တော်ตายရတယ်ตายရပြီးတော့လေတော်တော်အမိုက်ဆိုတော့အမိုက်နဲ့တူတဲ့ရအောင်မတွေ့ခဲ့ဘူးပေါ့နော်သူတို့ဒါဗီဒီယိုထဲမှာမပါခဲ့ဘူးထင်တယ်ပုံမှန်ဆိုရင်ဒီမှာလိုက်ချီးပင်လိုက်ချီးသေးပင်နှင်းသေးပင်ပေါ့နော်အဲ့မှာအများကြီးပဲတီးနေရအဲ့ဒါကိုပြမယ်ဒီမှာဆိုလဲငပြောပင်နေပေါ့နော်အိမ်တိုင်းမှာအဲ့ငကမောက်ပင်ငပြောပင်သင်းမောပင်တရက်သေးဟိုပေါ့နော်တာလဲတာရတယ်လမ်းလဲကောင်းတယ်ဘေးမှာလဲတောင်းနေဆိုဒီလိုပန်းလေးဆိုနေရာနှံ့ပါပဲပေါ့နော်အဲ့လိုရှယ်ပါပဲဒါမင်းဆိုင်ကယ်ရက်ပြီးတော့ဘေးမှာအဲ့လိုပင်လေးပေါ့နော်အတိအကျပေါက်တဲ့ပင်လေးဘာပင်လေးတော့မသိဒီရွာမှာကအဓိကစိုက်တာပြောင်းမှုစိုက်တယ်နောက်တရက်ရာဒီဆိုရွာလုံးကျုပ်ကတရက်လူလူစိုက်ကြဒီမှာစိန်တလုံးနေပေါ့နော်အိမ်လည်းမစုံဒီလိုနေချင်းတဝယ်လေးပေါ့နော်သူတို့တောင်ကုန်းတွေပေါ်မှာစောက်ရတာဖြစ်တဲ့အတွက်သူကမြေပြူမှကြောက်တော့ဒီလိုကြောက်ကြီးရင်းနဲ့စီပြီးတော့ပေါ့နော်အဲ့လိုရှေ့ဆက်သွားမှတောင်တန်းကြီးသွားကြည့်မယ်